နေ့တင်ပြမယ့်သတင်းတွေကတော့စစ်တွေမှာစစ်ဆောင်စခန်းတာဝန်ခံတယောက်စစ်ကြောရေးမှာနှိပ်စက်ခံရပြီးတေဆုံးသွားခဲ့တဲ့သတင်း။မောင်တောမှာဟင်ဂျူရီအစုလိုက်အပြုံလိုက်အသက်ခံရမှု9နှစ်ပြည့်ကျင်းပခဲ့တဲ့သတင်းနဲ့မလေးရှားထောင်တွေမှာအထောက်ထားမဲ့ရခိုင်ရွှေ့ပြောင်းလုပ်သားတွေပိတ်မိနေတဲ့သတင်းတွေအပြင်အခြားသတင်းတွေကိုလည်းကျမစုပြည့်နန္ဒာတွေကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်တွေမှာစစ်ဆောင်စခန်းတာဝန်ခံတယောက်ဟာစစ်ကြောရေးမှာနှိပ်စက်ခံရပြီးတေဆုံးသွားခဲ့ပါတယ်။အာရခပြည်စစ်တွေမြို့ရဲ့စင်ကူလန်ကျောင်းစပေးရှောင်းစခန်းတာဝန်ခံဦးတာဟန်58နှစ်ဟာအကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောရေးမှာနှိပ်စက်တာကိုခံခဲ့ရပါတယ်။သူဟာဩဂုတ်လ25ရက်ညပိုင်းကစစ်တွေပြည်သူ့စစ်ရုံးကြီးမှာလက်ထိတ်တန်းလန်းနဲ့တေဆုံးသွားခဲ့ရလို့နှိစက်သူတွေစီကနေသိရပါတယ်။တေဆုံးသူဦးတာဟန်ကစစ်တွေပြိုင်းဖြူရွာကနေစပေးရှောင်းလာသူဖြစ်ပြီးပြီးခဲ့တဲ့ဇွန်လ15ရက်ကအမတ်တီရဲစခန်းရဲ့ပထမအကြိမ်ဖမ်းဆီးရင်ကိုခံခဲ့ရပြီးတဲ့နောက်9ရက်အကြာမှာတော့ပြန်လွှတ်ပေးခဲ့ပါတယ်။ဒါပေမဲ့ဇွန်လ21ရက်နေ့မှာအကြမ်းဖက်စစ်တပ်တပ်ဖွဲ့ဝင်9ယောက်ခန့်ကစခန်းအတွင်းထဲအထိလာရောက်ပြီးဒုတိယအကြိမ်ပြန်လည်ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။အဒီနောက်မှာတော့ဒါကာဆာကနေတဆင့်စာရဖစစ်ကြောရေးစီအနှံ့ခဲ့တာဖြစ်ပါတယ်။စစ်ကြောရေးမှာနှိပ်စက်ခံရမှုကြောင့်ခြေထောက်တွေအသားကျပြီးဖျက်ထုတ်လိုက်ရမယ့်အခြေအနေထိရောက်ရှိခဲ့ကစစ်ရုံပိုကုသနေစဉ်မှာပဲတေဆုံးသွားခဲ့တာဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ဘက်ကတော့တေဆုံးသူရဲ့ရုပ်အလောင်းကိုမိသားစုစီပြန်ပေးမယ်လို့သတင်းရရှိပါတယ်ရှင်။မောင်တောမှာဟင်ဂျူရီအစုလိုက်အပြုံလိုက်အသက်ခံရမှု9နှစ်ပြည့်ကျင်းပခဲ့ပါတယ်။အာရခပြည်မောင်တောမြို့နယ်ခမောင်းစိတ်မြို့ရဲပေါက်ကြာကျေးရွာမှာ2018ခုနှစ်ဩဂုတ်လ25ရက်နေ့က ARSA အကြမ်းဖက်အဖွဲ့ရဲ့တပ်ဖြတ်တာခံခဲ့ရတဲ့ဟိန္ဒူလူမျိုးတွေအတွက်9နှစ်ပြည့်အောင်မြင်ဖွယ်အခမ်းအနားကိုဩဂုတ်လ25ရက်နေ့ကကျင်းပခဲ့ပါတယ်။ဒီအခမ်းအနားမှာတေဆုံးသွားသူတွေအတွက်ဝမ်းနည်းကြောင်းနဲ့ဆုတောင်းမေတ္တာပို့သတာတွေပြုလုပ်ခဲ့ကြပြီး ULA တာဝန်ရှိသူတွေကဒေသတွင်းလုံခြုံရေးဆိုင်ရာအသိပေးချက်တွေကိုပြောကြားခဲ့ပါတယ်။အာရခတပ်တော် AA တာဝန်ရှိသူတယောက်က ARSA ရဲ့အကြမ်းဖက်လှုပ်ရှားမှုတွေကိုပုံမအလေးထားစောင့်ကြည့်သွားမှာဖြစ်တယ်လို့အထိမ်းအမှတ်မော်ကွန်းကြောက်တိုင်ကိုလည်းပြန်လည်မွမ်းမံထိမ့်သိမ်းသွားမယ်လို့ဆိုပါတယ်။2019ခုနှစ်ပြည်ပခါအတွင်း ARSA ရဲ့ရက်စက်စွာတပ်ဖြတ်မှုကြောင့်ဟိန္ဒူလူမျိုး113ယောက်အထိအသက်ဆုံးရှုံးခဲ့ရပြီးအတိလိုပဲနောက်ထပ်အကြမ်းဖက်မှုတွေထပ်မဖြစ်အောင်ဒေသခံတွေအနေနဲ့မတင်ကားပွဲလှုပ်ရှားမှုတွေကိုလုံခြုံရေးတာဝန်ရှိသူတွေသတင်းပို့ကြဖို့တိုက်တွန်းထားပါတယ်။မလေးရှားထောင်တွေမှာအထောက်ထားမဲ့ရခိုင်ရွှေ့ပြောင်းလုပ်သားတွေပိတ်မိနေပါတယ်။မလေးရှားနိုင်ငံကအကျဉ်းထောင်တွေမှာဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ရခိုင်ရွှေ့ပြောင်းလုပ်သားအများပြားဟာမိသားစုနဲ့အဆက်အသွယ်မရတာကြောင့်ပြန်မလွတ်နိုင်ပဲဖြစ်နေရလို့မလေးရှားရောက်ရခိုင်အတိုင်းဝိုင်းစီကနေသိရပါတယ်။ဖမ်းဆီးခံရသူအများစုဟာအထောက်ထားမဲ့ဝင်ရောက်မှုအော်ပရာစီစစ်ဆေးရေးနဲ့မိတာတွေအပြင်မူရေးစီဝါအမှုတွေကြောင့်ဖြစ်တယ်လို့သိရပါတယ်။မိသားစုနဲ့အဆက်အသွယ်ရပြီးမှတ်ပုံတင်အိမ်နောက်စုစရင်အထောက်ထားတွေပြသနိုင်ရင်မြန်မာငွေ300,000အထက်အကုန်ချခံပြီးလွတ်မြောက်နိုင်ပေမဲ့စီမံရေးနဲ့ကလန်းဘာသာကဲ့သို့ထောင်ကြီးတွေမှာကူညီပေးနိုင်မဲ့သူမရှိဘဲတောင်းတင်နေရသူရပေါင်းများစွာရှိနေတာပါ။ဒါအပြင်တွားရောက်ကူညီပေးချင်ကြတဲ့မလေးရှားရောက်ရခိုင်လူမှုအဖွဲ့အစည်းအများစုမှလည်းကိုယ်တိုင်အထောက်ထားမဲ့ဖြစ်နေတာကြောင့်ကူညီဖို့အခက်အခဲတွေရှိနေကြပါတယ်။အဲ့ဒီလိုရဲစိတ်အကျဉ်းသားတွေဟာမြန်မာနိုင်ငံစီပြန်ပို့ခံရရင်စစ်ကောင်စီရဲ့အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူတာခံရနိုင်တဲ့စိုးရိမ်စရာအခြေအနေတွေလည်းရှိနေပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးတော့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်။ပြည်တွင်းသတင်းတပုတ်အနေနဲ့ကတော့ဖကတ်မော်ဝမ်ကလေးရွာမှာတပ်ဖြတ်ခံရတဲ့ရုပ်အလောင်း25လောင်းကိုတွေ့ရှိခဲ့ရပါတယ်။ကချင်ပြည်နယ်ဖကတ်မြို့နယ်မော်ဝမ်ကလေးကျေးရွာမှာတပ်ဖြတ်ခံရတဲ့ရုပ်အလောင်း25လောင်းကိုဩဂုတ်လ24ရက်နေ့ကဒေသခံတွေပြန်လည်တွေ့ရှိခဲ့တယ်လို့သတင်းရရှိပါတယ်။စစ်ဘေးရှောင်နေရတဲ့ဒေသခံတွေကိုတော်လှန်ရေးအဖွဲ့တွေကကြေးရွာအတွင်းပြန်လည်နေထိုင်ခွင့်ပြုခဲ့ပြီးတဲ့နောက်ခြံဝင်းတွေရှင်းလင်းရေးလုပ်စဉ်မြှင့်မြုပ်ထားတဲ့ရုပ်အလောင်းတွေကိုတွေ့ရှိခဲ့ကြတာပါ။တွေ့ရှိရတဲ့အလောင်းအများစုဟာလက်ပြန်ကျိုးတုတ်ခံထားရတဲ့ပုံစံဖြစ်ပြီးအမျိုးသားအမျိုးသမီးမခွဲခြားနိုင်သေးပဲမိသူမိဝါဖြစ်ကြောင်းကိုလည်းစုံစမ်းနေဆဲဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ20ရက်နေ့ကစပြီးအဲ့ဒီကြေးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်နဲ့လက်အောက်ခံမင်းစစ်တပ်ဝါရစွပြည်သူစစ်SNE ပြည်သူစစ်တပ်ဖွဲ့တွေကစစ်ကြောင်းထုတ်ဝင်ရောက်ပြီးပြည်သူနေအိမ်60လောက်ကိုမိရှို့ဖျက်ဆီးတပ်ဆွဲခဲ့ကြတာဖြစ်ပြီးအဲ့ဒီစစ်ကြောင်းဆုတ်ခွာသွားတာအခုဆို1လလောက်ရှိနေပြီဖြစ်တယ်လို့လည်းသိရပါတယ်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ပြင်သစ်ကရွာတရွာမှာလေဆင်နှမောင်းတိုက်ခိုက်လို့လူအများပြားဒဏ်ရာရရှိခဲ့ပြီးနေအိမ်တွေပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်းပိုမတ်ရွာကိုလေဆင်နှမောင်းအပြင်းထန်ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်လူ39ဦးဒဏ်ရာရရှိခဲ့ပြီးနေအိမ်ပေါင်းများစွာပျက်စီးသွားခဲ့ပါတယ်။ဒဏ်ရာရရှိသူတွေထက်က15ဦးကိုဆေးရုံပို့ဆောင်ပေးခဲ့ရပြီး2ဦးကတော့အခြေအနေစိုးရိမ်ရတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။
ဒါအပြင်အဆောင်အုံပြိုကျမှုကြောင့်ကိုဝင်ဆောင်အမျိုးသမီးတဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။တနင်္လာနေ့ကတိုက်ခတ်ခဲ့တဲ့ဒီလစ်စင်နှမောင်းဟာတနအီကို119ကီလိုမီတာနှုန်းအထိပြင်းထန်ခဲ့ပြီးအင်ဂျီ300ခန့်ရဲ့အမိုးတွေလွှင့်စင်ပျက်စီးခဲ့ရတာပါ။ရွာရဲ့တဝက်နီးပါးလုံးပျက်စီးသွားခဲ့ရသလိုနှစ်ပေါင်း1000ကျော်တက်တန်းရှိတဲ့ရှေးဟောင်းရတိုက်ကြီးရဲ့သုံးပုံတပုံခန့်လည်းပြိုကျပျက်စီးသွားခဲ့ပါတယ်။ဒီပြင်းထန်တဲ့ရာသီဥတုကြောင့်ဒေသတွင်းရွာပေါင်း10ရွာမှာရှိတဲ့နေအိမ်2800ခန့်မိဘေးတင်တယ်လို့လက်စင်မီများပြတ်တောက်သွားခဲ့ပါတယ်။ဒါအပြင်အနီးနားမှာကျင်းပနေတဲ့စပိန်စီပြိုင်ပွဲကိုလည်းမိုးသီးမှုန်တိုင်းကြောက်လာတာကြောင့်ရပ်နားလိုက်ရတယ်လို့သတင်းရရှိပါရရှင်။နဝင်းစရာသတင်းဌာနကနေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့ဒီမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နဝင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကိုwww.nwinsra.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နဝင်းစရာရုပ်သံကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။